ပြေဖို့တသက်တာမဟုတ်ပဲကြစရဲ့ဒိတ်နဲ့သဘောတဘာဝကိုကြောင်းကြောင်းတွေရှင်းရှင်းလင်းလင်းသိနိုင်ကြစေဖို့ရည်ရွယ်ပြီးရေတယ်ပြဆက်သင်ခန်းစာမှာမပါတဲ့ဇက်တီတေလန်လို့ခေါ်တဲ့ပြဆက်ဖွင့်ကိုစီစဉ်တင်ဆက်လိုက်ပါရှင်ပြဆက်ဇက်ညွန်းနဲ့ဇက်စာလားများကိုအကြံပေးဆရာကြီးပါမောက္ခဒေါက်တာဦးထင်းလွင်ကရေးသားထားပြီးမြန်မာဆရာဦးခင်မအောင်စိုးကစီစဉ်ညွှန်ကြားပြီး Grade 11ကျောင်းသားကျောင်းသူများကတရုတ်ဆောင်တင်ဆက်ထားခြင်းဖြစ်ပါရဲ့ရှင်။ရှုစားပေးကြပါဦးရှင်။ပညာရှင်တွေလို့ပေါင်းမင်းတို့က
ဥရိယပေါ်မှာလည်းရှေ့တော်မှာခါသားရောက်တော့ပါဗျာဒါတော့ဒီမှန်ပါဗျာဒါတော့တက်တော်ဆွဲချရွေရောက်ပြီလားမင်းသားတို့နဲ့အာရတာဆက်ရှိရဲ့တက်ရောက်ပြီရဲ့ကွခမဲတော်ဒီနဲ့ရဲ့ညာခွဲရဖို့ထက်နေတယ်မှန်ပါဗျာအေးဒါတော့ဒါတော့ကမဲကြီးများစီနေတဲ့အခါတက်တော်ကညာတော်ကြားမှန်ပါဗျာကဲအမိန်တော်ဟာအမိန်တော်ဟာယခုမှစားရပါဠိကားတော်ဘုရားဘုံမှာမင်းသားတတ်တော်ဒီကိုညာနေစေလို့အမတ်ကြီးများကအမြဲဆုံးစီရင်ကြရတာမမောမိန်တော်မြတ်တိုင်းပါဗျာဟဲ့ဘုရားဒီနေတော်မုန်းတဲ့ကြောင်အဲ့ဒါတရားမှလည်းမမြင်မိပါဟုတ်ပါဆရာဒီတိုင်းဆိုရင်တက်တယ်တော့ဆက်ကိုရနိုင်တယ်ပဲနော်ဟုတ်ပါကျောင်းဆိုရင်အားလုံးတိုင်းတောင်းတော့ဒီများပါလေကြီးရကြားပြတ်ဖွင့်ပြီးတာအေးငါရှိမှရောက်နေသူကဘယ်ရာသာဘယ်မျိုးပါလို့ဗျာမှန်ပါကျွန်တော်ကဥရိယကုံမှာနေသားကြီးကိုတားတော့ဟောဥရိယကုံပါလေဟုတ်ပါပြီဒါနဲ့အောင်မင်းကငါ့ကိုလာလို့ဗျာမှန်ပါရှင်ကြီးကအခါရဆက်ရှိရဲ့ကိုသင်ကြားလို့ရတော့ကြောင်းပါဗျာဩအထာရတပညာရောက်တယ်မှာဆိုတော့မင်းကဒီကမှာပေါ်လာတာမှန်ပါသုံးနှစ်သုံးဖို့ပညာတရားပါဆိုတော့ဟောလာပဲကပ်ပါမယ်ဗျာဟုတ်ပါပြီဟိုဘက်က HR တော်ကြီးတွေဒီမှာပေါတောင်းပြီးပြီးရင်ဒီဘက်ကတော်ကြီးတွေဒီမှာဝေသွင်းပြီးတော့အားလည်းဖြစ်ပြီပေါ့ဗျာပြောနေတာကြာပါကွာဟဲ့ဘုရားဟုတ်ပါဗျာမင်းကငါ assistant ကြီးတာဆိုတော့အထာရတပညာရဲ့ကန်းတစ်တင်ကသာဖြစ်တဲ့လက်တိုင်းလေးနဲ့ဖွင့်လိုက်ကြရအောင်ယောက်ျားက
ကဲဆရာတို့ခုရေးတဲ့ပြဆက်လေးကြည့်ပြီးသွားပြီဆိုတော့သင်ခန်းစာလေးကိုဆက်ပြင်လိုက်ကြအောင်ပြောစီ ဆရာဘုရားမင်းကြီးကကျောင်းကိုခန်းလာအောင်ဆိုင်ကသူ့ရပါလို့ အေးထိုင်တော့နာဟုတ်တယ်ကွာဒီတော့လည်းအောင်ဆက်တယ်ကွာကဲဆရာတို့ဥပ္ပယကုမာဒေတာရဲ့အကြောင်းကိုသိပြီးသွားပြီဆိုတော့ရေးတဲ့ပြဆက်တင်ခဲ့တာဆက်တင်လိုက်ကြစို့တင်ဆက်ပေးတော့တော့တားရဲ့သမီးရဲ့ဘွဲ့ကိုဆရာ